SPC ပဲခင်းကိုရီးယားပါကွေးပဲခင်းပေါ့နော်ဒီခင်းတဲ့နီးစနစ်မှန်ကန်မှုရှိဖို့ကလည်းအရေးကြီးပါတယ်ရှင်အဓိကအားဖြင့်တော့ဒီစက်ကြောင်းရာလေးတွေပေါ့နော်တစ်ချက်နဲ့တစ်ချက်ဆက်ပြီးတော့ခင်းတဲ့နေရာမှာဒီလိုနေရာမျိုးပေါ့နော်စက်ကြောင်းရာလေးတွေကအနည်းဆုံး၈လက်မှပေါ့နော်အဲ့လောက်ထိအကွာဝေးရှိမှသာကျန်းရင်းရေရှည်ခိုင်ခန့်မှုရှိမယ်ပေါ့နော်စက်ကြောင်းရာတအားကတ်သွားတဲ့အခါမျိုးကြလို့ဆိုရင်ကျန်းရင်းနေရာအလွယ်တကူပြုတ်ထွက်တတ်တယ်ပေါ့နော်နီးစနစ်ဟာဆိုလို့ရှိရင်လည်းဒီ floating system ပေါ့နော် floating system နဲ့ခင်းပေးတယ်လုံးဝဒီကျန်းကင်းကိုကော်ကပ်ပြီးခင်းတာတို့တန်ရိုက်ပြီးခင်းတာတို့ပေါ့နော်အဲ့လိုလုံးစရာမလိုဘူးသူက clip တိုက်ပေါ့နော်ဒီကသူ့အောက်မှာသူ့မှာဘေးလေးဘက်လေးတန်းမှာဆိုလို့ရှိရင် clip တွေပါတယ်ပေါ့နော်ရှာအဖိုးတွေအမတွေပါတယ်အဲ့ဒီကိုချိတ်ဆက်ပြီးတော့ခင်းလိုက်ရင်ပဲလုံးဝတောင်းပြုတ်မထွက်တော့ဘူးပေါ့နော်ဆွဲပြုတ်လည်းမပြုတ်ဘူးပေါ့တောင်း45ဒီဂရီဒီလိုမျိုးလေးချိုးပြီးတော့ချက်ရိုက်ပြပြီးနော်သူတို့ခင်းတဲ့လက်ရလည်းအနိကတ်လေး45ဒီဂရီစောင်းပြီးတော့ထည့်ပြီးတော့တေချာကလစ်ကိုဝင်အောင်ရိုက်ပေးရတယ်ပေါ့နော်ခင်းတဲ့နီးစနစ်မှန်ကန်မှုရှိမှလည်းဒီကျန်းကင်းရရေရှည်ပေါ်ခံတာပေါ့နော်လိုက်ရပိုင်းကတော့ကျွန်တော်တို့အနည်းဆုံးပေါ့နော်ဒီ6လသို့မဟုတ်တစ်နှစ်ပေါ့နော်ဒီ site ပေါ်မှာမူတည်ပြီးတော့ warranty ပေးပါတယ်